မင်္ဂလာပါကျမ်းမာတော်မူကြပါသားခင်ဗျာဒီကနေ့1384ခုနှစ်ဒီဇင်ဘာလပြည့်ကျော်9ရက်2012ခုနှစ်ဒီဇင်ဘာလ3ရက်တနင်္လာနေ့ညပြည်တွင်းသတင်းများကိုစတင်စီရင်ခံပါမယ်ခင်ဗျာသတင်းကောင်းစဉ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်ဘရူနိုင်းဒါရုစလမ်နိုင်ငံသို့ချစ်ကြည်ရေးခရီးထွက်ခွာခြင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံး၏အမိန့်ကြေညာစာမှတ်65/2012ဖြင့်စုံစမ်းစစ်ဆေးရေးကော်မရှင်ပြင်ဆင်ဖွဲ့စည်းခြင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဒေါက်တာစိုင်းမောင်ခန်း2012ခုနှစ်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားသို့တက်ရောက်အမှာစကားပြောကြားခြင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးဉာဏ်ထွန်းသမ္မဝါယမတက္ကသိုလ်တန်လျင်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်အားပေးချီးမြှင့်ခြင်းပြည်ထောင်စုလွှတ်တော်နာယကအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်တရုတ်နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ပြည်လုံးဆိုင်ရာကော်မတီဝင်ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့အားလက်ခံတွေ့ဆုံခြင်းသတင်းအစုံလင်ပါပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်သည်ဘရူနိုင်းဒါရုစလမ်နိုင်ငံဘုရင်မင်းမြတ်ဆူလတန်ဟာဂျီဟာဆာနာဘိုကီယာမူအစ်ဇာဒန်ဝါဒူလာ၏ဖိတ်ကြားချက်အရဘရူနိုင်းဒါရုစလမ်နိုင်ငံသို့ချစ်ကြည်ရေးခရီးလှည့်ပတ်ရန်ဒီကနေ့မနက်9:00 နာရီမှာနေပြည်တော်မှမြန်မာလေကြောင်းအထူးလေယာဉ်ဖြင့်ထွက်ခွာသွားပါသည်နိုင်ငံတော်သမ္မတဦးသိန်းစိန်ခေါင်းဆောင်သောချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များအားဒုတိယသမ္မတဒေါက်တာစိုင်းမောင်ခန်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးစိုးဝင်းပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးသိန်းညွန့်ဦးသိန်းထွန်းဦးညံ့ထွန်းအောင်ဦးဝင်းထွန်းဦးကျော်လွင်နဲ့တိုင်မူဗိုလ်ချုပ်မောင်မောင်အေးဌာနဆိုင်ရာအကြီးအကဲများမြန်မာနိုင်ငံဆိုင်ရာဘရူနိုင်းဒါရုစလမ်နိုင်ငံတန်ယုံမှတန်ယုံယာယီတာဝန်ခံဆွာမင်နာဘီလာဒေါ့ဖ်တို့ကနေပြည်တော်လေဆိပ်မှာပို့ဆောင်နှုတ်ဆက်ကြပါသည်နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့အတူအဖွဲ့ဝင်များဖြင့်ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ဦးဝဏ္ဏမောင်လွင်ဦးစိုးမောင်နဲ့ဦးတင်နိုင်သိန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထေဦးမြို့သားလွှတ်တော်ကိုယ်စားလှယ်ဦးခတ်ထိန်နဲ့ကာကွယ်ရေးဦးစီးချုပ်ရုံးကြီးမှဒုတိယဗိုလ်ချုပ်ကြီးတပ်နိုင်ဝင်းဒုတိယဝန်ကြီးများဖြစ်ကြတဲ့ဦးထင်အောင်ဒေါက်တာဘားရွှေဒေါက်တာဝင်းမြင့်ဦးဆက်အောင်နဲ့တာဝန်ရှိသူများလိုက်ပါသွားကြပါတယ်ခင်ဗျာပြည်ထောင်စုသမ္မတနိုင်ငံတော်သမ္မတဦးသိန်းစိန်သည်ဖွဲ့ဝင်များလိုက်ပါပြီးဒီကနေ့မနက်ပိုင်းကနေပြည်တော်မှလေကြောင်းခီးနဲ့ထွက်ခွာရာဒေသစံတော်ချိန်မွန်းလွဲ2:15 မိနစ်မှာဘရူနိုင်းဒါရုစလမ်နိုင်ငံဘန်ဒတ်ရီဘီဂါဝန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပါသည်နိုင်ငံတော်သမ္မတဦးသိန်းစိန်ခေါင်းဆောင်သောမြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အားဘရူနိုင်းဒါရုစလမ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးအိမ်ရှေ့မင်းသား Prince Mohammed Boukia နှင့်စက်မှုနှင့်သဘာဝရင်းမြစ်များဆိုင်ရာဝန်ကြီးဌာနဝန်ကြီးအဆင့်မြင့်အရာရှိကြီးများပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာဘရူနိုင်းဒါရုစလမ်နိုင်ငံသံအမတ်ကြီးဘရူနိုင်းဒါရုစလမ်နိုင်ငံဆိုင်ရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံးမှဝန်ထမ်းများနှင့်မိသားစုများကကြိုဆိုနှုတ်ဆက်ကြပါသည်အဲဒီနောက်နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည်အပြည်ပြည်ဆိုင်ရာလေဆိပ်မှမော်တော်ယာဉ်တန်းနှင့်ဆက်လက်ထွက်ခွာလာကြရာခေတ္တတည်းခိုမဲ့ Empire Hotel and Country Club သို့ရောက်ရှိကြပါတယ်ရှင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံး၏အမိန့်ကြေညာစာမှတ်65/2012ကို1384ခုနှစ်တစောင်းမုံလပြည့်ကျော်9ရက်2012ခုနှစ်ဒီဇင်ဘာလ3ရက်ဒီကနေ့ရက်စွဲဖြင့်ထုတ်ပြန်ပါတယ်။အဲ့ဒီအမိန့်ကြေညာစာအပြည့်စုံမှာစုံစမ်းစစ်ဆေးရေးကော်မရှင်ပြင်ဆင်ဖွဲ့စည်းခြင်း2012ခုနှစ်နိုဝင်ဘာလ23ရက်နေ့တွင်ကျင်းပသောပြည်သူ့လွှတ်တော်အစည်းအဝေး၌တင်သွင်းသည့်အရေးကြီးအဆိုတွင်စကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်စလင်းကြီးမြို့နယ်လက်ပံတောင်းတောင်ကျေးနီစီမံကိန်းနှင့်ဆက်လင်း၍ကျေးနီမိုင်းလုပ်ငန်းဆက်လက်လှုပ်ဆောင်ခွင့်ပြုရန်သင့်မသင့်အတွက်အောက်ဖော်ပြပါပုဂ္ဂိုလ်များပါဝင်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ကိုပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်ကာကြီးဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရန်ကုန်တိုင်းဒေသကြီးကော့မှူးမြို့နယ်မဲဆန္ဒနယ်ခါခွေဦးလွန်းတီအဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရန်ကုန်တိုင်းဒေသကြီးကုန်းကြံကုန်းမြို့နယ်မဲဆန္ဒနယ်ဂငယ်ဦးတန်းမြင့်အဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စကိုင်းတိုင်းဒေသကြီးစလင်းကြီးမြို့နယ်မဲဆန္ဒနယ်ဂကြီးဒေါ်ခင်စန်းလိုင်အဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်မဲဆန္ဒနယ်ငဦးစော်မြင့်ဖေအဖွဲ့ဝင်မြို့သားလွှတ်တော်ကိုယ်စားလှယ်မန္တလေးတိုင်းဒေသကြီးအမှတ်9မဲဆန္ဒနယ်စလုံးဦးမောင်အေးအဖွဲ့ဝင် Senior Consultant on Social Assessment Myanmar Environmental Institute စလေဦးဝင်းထိန်အဖွဲ့ဝင်ညွှန်ကြားမှုချုပ်တထုရင်းဦးစီးဌာနတထုရင်းဝန်ကြီးဌာနဇာခွေဦးမြင့်ဆွေအဖွဲ့ဝင်ညွှန်ကြားမှုချုပ်ကြေးတိုင်နှင့်မြေစင်းဦးစီးဌာနလျှံစိုက်ပျိုးနှင့်ဆယ်မြောင်းဝန်ကြီးဌာနဇာမြင့်ဆွေဦးတင်မြင့်အဖွဲ့ဝင်ဒုတိယညွှန်ကြားမှုချုပ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပြည်ထောင်ရေးဝန်ကြီးဌာနညဦးလှမောင်သိန်းအဖွဲ့ဝင်ဒုတိယညွှန်ကြားမှုချုပ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တစ်တောရေးရာဝန်ကြီးဌာနတတလင်းကျိဒေါက်တာမြင့်သိန်းအဖွဲ့ဝင်ညွှန်ကြားရေးမှူးလုပ်ငန်းခွင်ကျန်းမာရေးဌာနကျန်းမာရေးဝန်ကြီးဌာနထောက်ဝင်ပဲဒုတိယဗိုလ်မှူးကြီးအောင်တန်းအဖွဲ့ဝင်ကာကွယ်ဦးစီးချုပ်ရုံးကြီးဒိုင်ကောက်ဦးဖို့တန်းအဖွဲ့ဝင်ကံကုန်းရွာကြောက်မြတ်ကြီးရွာအုပ်စုစလင်းကြီးမြို့နယ်စကိုင်းတိုင်းဒေသကြီးဒိုင်ရင်မို့ဦးအောင်စောဦးအဖွဲ့ဝင်ဝက်မီးရွာရွာရှိကြီးရွာအုပ်စုစလင်းကြီးမြို့နယ်စကိုင်းတိုင်းဒေသကြီးနာကြီးဥပိုထေးအဖွဲ့ဝင်တုံရွာမှတုံကြီးရွာအုပ်စုစလင်းကြီးမြို့နယ်စကိုင်းတိုင်းဒေသကြီးတာဝင်းဘူးဦးကျော်တင်ဆွေအတွင်ရေးမှူးတန်မတ်ကြီးအငိမ့်စာမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှစ်စုံစမ်းစစ်ဆေးရေးကော်မရှင်သည်အောက်ဖော်ပြပါကိစ္စရပ်များပေါ်ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေးစုံစမ်းစစ်ဆေးရန်နှင့်ဥပဒေစိုးမိုးရေးအတွက်သုံးသပ်ချက်နှင့်တကွအကြံပြုတင်ပြရမည်ကာကြီးကျေးနီစီမံကိန်းအားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်နိုင်ငံတကာပြဋ္ဌာန်းချက်များဆောင်ရွက်သင့်သည့်နည်းပညာများအသုံးပြု၍စနစ်တကျဆောင်ရွက်ခြင်းရှိမရှိခါခွေကျေးနီစီမံကိန်းကြောင့်လူမှုပတ်ဝန်းကျင်နှင့်သဘာဝပတ်ဝန်းကျင်ပေါ်ကောင်းကျိုးနှင့်ဆိုးကျိုးသက်ရောက်မှုများဂငယ်ကျေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့်နိုင်ငံတော်ပြည်သူလူထုနှင့်အနာဂတ်မျိုးဆက်များအတွက်အကျိုးရှိမရှိဂကြီးနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ဥပဒေစိုးမိုးရေးဆိုင်ရာအကြံပြုချက်များင၎င်းစီမံကိန်းနှင့်ဆက်နွယ်၍စီစစ်ရန်လိုသည်ဟုကော်မရှင်ကယူဆသောအကြောင်းအရာများစလုံးကော်မရှင်၏အထွေထွေသုံးသပ်ချက်နှင့်အကြံပြုချက်များ3စုံစမ်းစစ်ဆေးရေးကော်မရှင်တာဝန်ထမ်းဆောင်စဉ်အုပ်ချုပ်ရေးကိစ္စများအားသမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးလှထွန်းကတာဝန်ခံဆောင်ရွက်ပေးရမည်စုံစမ်းစစ်ဆေးရေးကော်မရှင်၏တာဝန်ထမ်းဆောင်စဉ်လုံခြုံရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာလိုအပ်ချက်များကိုပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုဖြင့်နိုင်ငံတော်သမ္မတရုံးနှင့်စကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကဖြည့်ဆည်းပေးရမည်ဒေသခံအာဏာပိုင်အဖွဲ့အစည်းများသည်စုံစမ်းစစ်ဆေးရေးကော်မရှင်၏လုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်ရမည်4စုံစမ်းစစ်ဆေးရေးကော်မရှင်သည်လိုအပ်ချက်ရှိလျင်လုပ်ငန်းကျွမ်းကျင်သူများအသိပညာရှင်အတတ်ပညာရှင်များကိုနိုင်ငံတော်သမ္မတရုံး၏စီစဉ်ပေးမှုဖြင့်တာဝန်ပေးအပ်နိုင်သည်5စုံစမ်းစစ်ဆေးရေးကော်မရှင်သည်စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ရာတွင်ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေသက်သေခံဥပဒေတို့နှင့်အညီစုံစမ်းစစ်ဆေးနိုင်သည့်အပြင်သက်သေများဆင့်ခေါ်ခြင်းစာရွက်စာတမ်းများ
တောင်းခေါ်ခြင်းနဲ့လိုအပ်သည့်နေရာသို့တွားရောက်စစ်ဆေးခြင်းတို့ဆောင်ရွက်ခွင့်ရှိသည်စုံစမ်းစစ်ဆေးမှုကြားဖြတ်အစီရင်ခံစာကိုနိုင်ငံတော်သမ္မတထံသို့2013ခုနှစ်ဇန်နဝါရီလ31ရက်နေ့အရောက်တင်ပြပြီးထိုအစီရင်ခံစာပေါ်မူတည်၍ဆက်လက်ဆောင်ရွက်ရမည်6နိုင်ငံတော်သမ္မတရုံး၏2012ခုနှစ်ဒီဇင်ဘာလ1ရက်ရက်စွဲပါအမိန့်ကြေညာစာအမှတ်62/2012အားဤအမိန့်ကြေညာစာဖြင့်လွှမ်းမိုးပယ်ဖျက်လိုက်သည်ပုံသိန်းစိန်နိုင်ငံတော်သမ္မတပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟုဖော်ပြပါရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသည်ယမဇိုတရားလေးပါးကိုလက်ကင်ထားပြီးတရားမျှတခြင်းလွတ်လပ်ခြင်းညီမျှခြင်းတည်းဟူသောလောကပါလတရားများပုံမူထုံးကားလာအောင်ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ32ကကြီးမှာနိုင်ငံတော်ကမတန်ဆွမ်းသူများကိုကြီးစုစောင့်ရှောက်ရမည်ဟုပြဋ္ဌာန်းထားပြီးဖြစ်တဲ့ကဲ့သို့2011ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ကကုလသမဂ္ဂမတန်ဆွမ်းသူအခွင့်အရေးများဆိုင်ရာသဘောတူစာချုပ်မှာပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်းဖြင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခန်းကဒီကနေ့မနက်10:00 နာရီမှာနေပြည်တော်ရှိသင်္ဃဟဟိုတယ်မှာကျင်းပတဲ့2012ခုနှစ်အပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေ့အခမ်းအနားမှာပြောကြားပါတယ်ဒုတိယသမ္မတကမှာစကားပြောကြားရမှာနှစ်စဉ်ဒီဇင်ဘာ3ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေ့လို့ကုလသမဂ္ဂအဖွဲ့ကြီးကဂုဏ်ပြုကြောင်းကုလသမဂ္ဂအဖွဲ့ဝင်မြန်မာနိုင်ငံအနေနဲ့မတန်ဆွမ်းသူတွေကိုတန်ဆွမ်းသူများနည်းတူအခွင့်အရေးရရှိစေဖို့ဂုဏ်သိက္ခာနဲ့စိတ်ဓာတ်အင်အားတွေမြင့်မားလာစေဖို့ရည်ရွယ်ပြီး1994ခုနှစ်ကစပြီးနှစ်စဉ်ဒီဇင်ဘာလ3ရက်နေ့ရောက်တိုင်းအခုလိုအခမ်းအနားမျိုးဂုဏ်ပြုကျင်းပခဲ့တာ19နှစ်ရှိပြီဖြစ်ကြောင်း2012ခုနှစ်အပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေ့ဦးတည်ချက်ကတော့လူသားအလုံးအသုံးဝင်ပြည်သူလူပေါင်းပြင်ဆင်ဖို့အတားအဆီးများဖယ်ရှားစို့ဖြစ်ပါကြောင်းအဲ့ဒီဦးတည်ချက်နဲ့အညီမတန်ဆွမ်းသူများနဲ့အတူလက်တွဲပြီးထောင်စုနှင့်ရည်မှန်းချက်ပန်းတိုင်စီကိုတက်ညီလက်ညီရောက်လှမ်းကြပါစို့လို့ပြောကြားလိုကြောင်းဒီကနေ့ကမ္ဘာလူဦးရေတန်းပေါင်း9000ကျော်အနက်15%ခန့်ဟာမတန်ဆွမ်းသူတွေဖြစ်ကြပြီးအဲ့ဒီထဲက80%ခန့်ဟာဖွံ့ဖြိုးဆဲနိုင်ငံများကဖြစ်ကြောင်းဒါအပြင်အိမ်ထောင်စုများရဲ့30%လောက်ဟာသူတို့ကိုပြုစုစောင့်ရှောက်ကြတဲ့မိသားစုဝင်တွေဖြစ်ကြပြီးမတန်ဆွမ်းသူများနဲ့ဓာတ်ရိုက်ထိတွေ့ပတ်သက်ကြတဲ့သူတွေဖြစ်ကြောင်းမတန်ဆွမ်းသူများရဲ့ဘဝမှာခံစားတွေ့ကြုံနေရတဲ့အခက်အခဲတားဆီးများဟာသူတို့ရဲ့မပြည့်စုံမှုကြောင့်မဟုတ်ဘဲသူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ပတ်ဝန်းကျင်ကအတားအဆီးတွေကြောင့်ဖြစ်ကြောင်းအရင်တုန်းကမတန်ဆွမ်းသူတွေဟာတနာစရာကောင်းပြီးအမြဲတမ်းကူညီဖေးမပေးဖို့လိုအပ်နေတဲ့သူတွေလို့ထင်မှတ်ခဲ့ကြကြောင်းဒါပေမဲ့မျက်မှောက်ခေတ်မှာတော့မတန်ဆွမ်းမှုနဲ့မတန်ဆွမ်းသူတွေရဲ့အရေးကိစ္စတွေကိုရှုထောင့်အသစ်အမြင်သစ်တွေနဲ့သိရှိနားလည်သဘောပေါက်ဖို့စ조사ဆောင်ရွက်လာကြပြီဖြစ်ကြောင်းပြည်သူအများကမတန်ဆွမ်းသူတွေအပေါ်မသိနားမလည်ခြင်းလစ်လျူရှုခြင်းအယူသီးခြင်းနဲ့ကြောက်ရွံ့စိုးရိမ်ခြင်းတွေကြောင့်အထီးကျန်ဘဝကိုရောက်ခဲ့ရတဲ့မတန်ဆွမ်းသူတွေရဲ့အရေးကိစ္စဟာအခုအချိန်မှာကမ္ဘာကုလသမဂ္ဂအပါအဝင်နိုင်ငံတကာကအထူးအာရုံစိုက်လာတဲ့ကိစ္စတစ်ရပ်ဖြစ်လာခဲ့ကြောင်းကုလသမဂ္ဂအဖွဲ့ကြီးက1982ခုနှစ်မှာမတန်ဆွမ်းသူများဆိုင်ရာကမ္ဘာလုပ်ငန်းစဉ်1993ခုနှစ်မှာမတန်ဆွမ်းသူများအတွက်အခွင့်အရေးညီမျှခြင်းဆိုင်ရာစံပြုအပ်သောစည်းမျဉ်းများကိုချမှတ်ပေးခဲ့ကြောင်းဒါပေမဲ့လက်တွေ့နယ်ပယ်မှာမတန်ဆွမ်းသူတွေရဲ့အခွင့်အရေးကိုမျှော်မှန်းထားတဲ့အတိုင်းကာကွယ်မြင့်တင်ပေးနိုင်မှုအားနည်းနေသေးတာကိုတွေ့ရကြောင်းဒါကြောင့်စစ်မှန်တဲ့မတန်ဆွမ်းခွင့်ရေးတွေကိုစွမ်းဆောင်ပေးနိုင်ရန်အတွက်62ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကြီးကမတန်ဆွမ်းသူခွင့်ရေးများဆိုင်ရာသဘောတူစာချုပ်ကို2006ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာပြဋ္ဌာန်းခဲ့ကြောင်းဒီစာချုပ်မှာအပိုက်ပေါင်း90ပါဝင်ပြီးမတန်ဆွမ်းသူများရဲ့နိုင်ငံရေးလူမှုရေးစီးပွားရေးနဲ့ယဉ်ကျေးမှုဆိုင်ရာခွင့်ရေးတွေအားလုံးပါဝင်ကြောင်းကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ193နိုင်ငံရှိတဲ့အနက်ဒီသဘောတူစာချုပ်ကိုလက်မှတ်ထိုးပြီးတဲ့နိုင်ငံပေါင်း154နိုင်ငံရှိပြီးအတည်ပြုပြီးတဲ့နိုင်ငံ126နိုင်ငံရှိပြီဖြစ်ကြောင်းမိမိတို့ရဲ့အာရှနဲ့ပစိဖိတ်ဒေသမှာလူရေတန်းပေါင်း650ခန့်ရှိတဲ့အနက်မတန်ဆွမ်းသူအများစုဟာဆင်းရဲနွမ်းပါးကြကြောင်းဒါကြောင့်UNESCAP ကဦးဆောင်မှုနဲ့မတန်ဆွမ်းသူများဆယ်စုနှစ်ရည်မှန်းချက်များ1993-2002ကိုချမှတ်ပြီးရည်မှန်းချက်များမူဝါဒလမ်းစဉ်တွေချမှတ်ရေးနဲ့ဆေးပညာရှုထောင့်ကအမြင်ဟောင်းတွေကိုတွန်းလှန်ပယ်ဖျက်ရေးတို့ကိုဦးစားပေးဆောင်ရွက်ခဲ့ကြောင်း
ဒုတိယဆယ်စုနှစ်2002-2012မှာတော့မတန်ဆွမ်းသူများနဲ့ပတ်သက်တဲ့ဥပဒေများပြဋ္ဌာန်းခြင်းကိုနိုင်ငံတိုင်းမှာဆောင်ရွက်ရန်အခမ်းကဏ္ဍတစ်ရပ်အဖြစ်ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်းဒီဆယ်စုနှစ်နှစ်ခုစလုံးမှာဒေသတွင်းနိုင်ငံအသီးသီးဟာအခွင့်အရေးများကိုအခြေခံပြီးမတန်ဆွမ်းသူများအားလုံးအကျုံးဝင်တဲ့ဖွံ့ဖြိုးမှုလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ကြကြောင်းမြန်မာနိုင်ငံအနေနဲ့လည်းဒီရည်မှန်းချက်တွေအောင်မြင်အောင်ဒေသတွင်းနိုင်ငံတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်ကြရမှာဖြစ်ကြောင်းလူဦးရေတန်ပေါင်း1050ခန်းရှိတဲ့မတန်ဆွမ်းသူတွေဟာအကြီးမားဆုံးလူနည်းစုအဖွဲ့လို့ကမ္ဘာကလက်ခံထားကြောင်းဒါကြောင့်ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ရောက်အောင်ကြိုးပမ်းဆောင်ရွက်ရမှာအောင်မြင်မှုအသီးပွင့်တွေကိုကမ္ဘာလူသားအားလုံးနဲ့အေးတူပူမျှခံစားစံစားနိုင်အောင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်းမြန်မာနိုင်ငံဟာကုလသမဂ္ဂမတန်ဆွမ်းသူအခွင့်အရေးများဆိုင်ရာသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီနိုင်ငံတွင်းမှာရှိတဲ့မတန်ဆွမ်းသူများရဲ့အခွင့်အရေးကိုကာကွယ်စောင့်ရှောက်နိုင်ဖို့ပြုစုစောင့်ရှောက်နိုင်ဖို့လူသားတိုင်းခံစား권ရှိတဲ့အခြေခံအခွင့်အရေးတွေရရှိစေဖို့နဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာပါဝင်ဆောင်ရွက်စေခြင်းဖြင့်လူနေမှုဘဝကိုဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်ပြီးမတန်ဆွမ်းသူများရဲ့အခွင့်အရေးများဥပဒေကိုလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဝန်ကြီးဌာနကဦးဆောင်ရေးဆွဲလျက်ရှိကြောင်းမြန်မာနိုင်ငံရရက်ကမတန်ဆွမ်းသူတွေရဲ့စစ်မှန်တဲ့အခွင့်အရေးများနဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်နေတဲ့ကုလသမဂ္ဂအေဂျင်စီများနိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်းများလူထုအခြေပြုအဖွဲ့အစည်းများပြည်တွင်းပြည်ပစေတနာရှင်ပြည်သူများနဲ့ဆရာဆရာမများအားလုံးကိုနိုင်ငံတော်ရဲ့ကိုယ်စားလှိုက်လဲစွာကျေးဇူးတင်ရှိပါကြောင်းဒီကုန်းချုပ်အနေနဲ့မတန်ဆွမ်းသူတွေအပေါ်ထားရှိခဲ့တဲ့မသိလျော်တဲ့ခံယူချက်နဲ့အယူဆဟောင်းတွေကိုဖယ်ရှားပြီးအမြင်သစ်နဲ့ရှုမြင်ပေးကြပါမတန်ဆွမ်းသူတွေနဲ့ပတ်သက်တဲ့အရေးကိစ္စများကိုလူအဖွဲ့အစည်းတစ်ရပ်လုံးနဲ့သက်ဆိုင်တဲ့ကိစ္စတစ်ရပ်အဖြစ်လက်ခံဆောင်ရွက်ပေးကြပါမတန်ဆွမ်းသူတွေအတွက်အဟန့်အတားများဖြစ်စေတဲ့အတားအဆီးများကိုဝိုင်းဝန်းကြိုးပမ်းဖယ်ရှားပေးကြပါမတန်ဆွမ်းသူတွေကိုလူအသိုက်အဝန်းအတွင်းတန်းတူရည်တူပါဝင်ခွင့်ပေးပြီးနိုင်ငံတော်တည်ဆောက်ရာမှာပါဝင်ဆောင်ရွက်နိုင်သူတွေဖြစ်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့တိုက်တွန်းလိုပါကြောင်းဖြင့်ပြောကြားပါတယ်အဲဒီနောက်လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဒေါ်မြတ်မြတ်အုံးခင်ကဝန်ကြီးဌာနရဲ့ရှေ့လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြကာကုလသမဂ္ဂအဖွဲ့အစည်းများဆိုင်ရာညှိနှိုင်းရေးမှူးမစ္စတာအေရှော့နီကန်ကကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့သဝင်လွှာကိုဖတ်ကြားပါတယ်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးဒေါက်တာဒေါ်မြတ်မြတ်အုံးခင်ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်ဒုတိယဝန်ကြီးဒေါ်စုစုလှိုင်နဲ့ကုလသမဂ္ဂအဖွဲ့အစည်းများဆိုင်ရာညှိနှိုင်းရေးမှူးတို့ကလူတိုင်းအကျုံးဝင်ပညာရေးသင်ကြားပေးသောအခြေခံပညာကျောင်းဂုဏ်ပြုစုရာမန္တလေးတိုင်းဒေသကြီးချမ်းမြသာစည်မြို့နယ်အမှတ်9အခြေခံပညာလယ်တန်းကျောင်းမတန်ဆွမ်းသူများအတွက်အလုပ်ကိုင်ခွင့်လန်းဖန်တီးမှုဂုဏ်ပြုစုရာဂျန်ကီမျက်မမြင်အကျော်ပြင်ကုသကံမတန်ဆွမ်းသူများအတွက်အတားအဆီးကင်းသောပတ်ဝန်းကျင်ဖန်တီးမှုဂုဏ်ပြုစုရာစိန်ကေဟာပါရမီစင်တာထူးချွန်မတန်ဆွမ်းစုရရှိသူရွှေမင်းသားဖောင်ဒေးရှင်းမှမှုဆောင်ဒေါ်သူစာကျော်ရုပ်ရှင်ဇာတ်ညွှန်းနဲ့ဒါရိုက်တာသမီးမြတ်ကျော်ဒီပြည်ဆိုင်ရာမတန်ဆွမ်းသူများနေ့အထိမ်းအမှတ်အလွတ်တန်းဆင့်ဆောင်းပါးပြိုင်ပွဲအထက်တန်းဆင့်အလယ်တန်းဆင့်နဲ့မူလတန်းဆင့်စာစီစာကုန်းပြိုင်ပွဲများမှာဆုရရှိသူများအားဆုများချီးမြှင့်ကြပြီးမတန်ဆွမ်းသူများပြည်내ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ချက်ဗီဒီယိုမှတ်တမ်းကိုပြသပါတယ်အဲဒီနောက်ဒုတိယသမ္မတသည်ဆုရရှိကြသူများထူးချွန်မတန်ဆွမ်းသူများနှင့်အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီးအပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေ့အထိမ်းအမှတ်ပြခန်းကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ပါတယ်ရှင်
သမဝယ်မှာဝန်ကြီးဌာနသမဝယ်မှာတက္ကသိုလ်တန်လျင်ဖွင့်ပွဲခမ်းနားကိုဒီကနေ့မနက်9:00 နာရီကရန်ကုန်တိုင်းဒေသကြီးတန်လျင်မြို့နယ်ရှိအဆိုပါတက္ကသိုလ်ဥတ္တရဆောင်မှာကျင်းပရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးဉာဏ်ထွန်းတက်ရောက်အားပေးချီးမြှင့်ပြီးသမဝယ်မှာတက္ကသိုလ်တန်လျင်ဆိုင်းဘုတ်နဲ့ကပီးကျောင်းစာတိုင်းတို့ကိုစက္ကလုံနှိပ်ဖွင့်လှစ်ပေးကအမှာစကားပြောကြားပါတယ်ဖွင့်ပွဲခမ်းနားမကျင်းပမီဒုတိယသမ္မတဦးဉာဏ်ထွန်းသည်ကျောင်းသားကျောင်းသူများနဲ့ဘင်ခရာဘပွားအဖွဲ့တို့အားနှုတ်ဆက်အားပေးပါတယ်အဲဒီနောက်ဖွင့်ပွဲခမ်းနားကိုဥတ္တရဆောင်ရှိမှကျင်းပရာသမဝယ်မှဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမြအေးနဲ့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေတို့ကအခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပါတယ်အဲဒီနောက်ဒုတိယသမ္မတဦးဉာဏ်ထွန်းကသမဝယ်မှတက္ကသိုလ်တန်လျင်ဆိုင်းဘုတ်နဲ့ကပီးကျောင်းစာတိုင်းတို့ကိုစက္ကလုံနှိပ်၍ဖွင့်လှစ်ပေးပါတယ်ဆက်လက်ပြီးဒုတိယသမ္မတပြည်ထောင်စုဝန်ကြီးများနဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည်ကပီးကျောင်းစာတိုင်းကိုနသာရီပတ်ဖြန်းပေးကြပါတယ်အဲဒီနောက်ဒုတိယသမ္မတသည်စာသင်ခန်းများစာကြည့်တိုက်နှင့် e-library and internet room တို့ကို၎င်းရန်ကုန်သမဝယ်မှဒေသကောလိပ်မှသမဝယ်မှတက္ကသိုလ်တန်လျင်တို့ပြောင်းလဲလာမှုမှတ်တမ်းဓာတ်ပုံများကို၎င်းလှည့်လည်ကြည့်ရှုပါတယ်အဲဒီနောက်ဥတ္တရခမ်းမမှာဖွင့်ပွဲခမ်းနားစီစဉ်များကိုဆက်လက်ကျင်းပရာပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းကသမဝယ်မှဝန်ကြီးဌာနကအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတဲ့ဦးတည်ချက်2ရက်နဲ့လုပ်ငန်းစဉ်5ရက်သမဝယ်မှတက္ကသိုလ်တန်လျင်ရဲ့သမိုင်းကြောင်းသမဝယ်မှတက္ကသိုလ်များရဲ့ရည်ရွယ်ချက်များသမဝယ်မှတက္ကသိုလ်တန်လျင်ကသင်ကြားပို့ချနေတဲ့ဘာသာရပ်များချီးမြှင့်အပ်နှင်းသည့်ပွဲများတက္ကသိုလ်ကိုအသွင်သဏ္ဍာန်ရောအနှစ်သာရပါပြောင်းလဲတိုးတက်လာအောင်ဆောင်ရွက်ခဲ့မှုများနဲ့တက္ကသိုလ်ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်မဲ့အစီအစဉ်များကိုရှင်းလင်းတင်ပြပါတယ်အဲဒီနောက်ဒုတိယသမ္မတဦးဉာဏ်ထွန်းကအမှာစကားပြောကြားရမှာနိုင်ငံတော်အနေဖြင့်အစိုးရတာဝန်ယူချိန်မှစပြီးဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရေးအတွက်အခြေခံလိုအပ်ချက်ကြီး2ရပ်ဖြစ်သည့်နိုင်ငံရေးတည်ငြိမ်မှုနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ကဏ္ဍအလိုက်ဒေသအလိုက်ပြုပြင်ပြောင်းလဲမှုများအားစဉ်ဆက်မပြတ်လှုံ့ဆော်လျက်ရှိကြောင်းအဆိုပါပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များရဲ့အဓိကမောင်းနှင်အားမှာထူးချွန်ထက်မြက်သည့်လူစွမ်းရင်းမြစ်များဖြစ်ကြောင်းဒါကြောင့်လူစွမ်းရင်းမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက်ရေခံမြေခံကောင်းဖြစ်သည့်အမြဲရှင်သန်နေသောအသိဉာဏ်အမျှော်မြင်တို့ဖြင့်ပြည့်စုံသည့်ပညာရေးပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရေးကိုအစဉ်အမြဲကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနိုင်ငံတော်အနေဖြင့်အနာဂတ်ကိုခေါင်းဆောင်မဲ့လူစွမ်းအရင်းမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန်နိုင်ငံတော်တနတ်တရားတနတ်တလျာအစိမ့်မြင့်တက္ကသိုလ်ပညာစီးပူးနိုင်ပေမဲ့တက္ကသိုလ်များဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း2012ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာသမဝယ်မှတက္ကသိုလ်တန်လျင်နဲ့သမဝယ်မှတက္ကသိုလ်စကိုင်းကိုလည်းတက္ကသိုလ်အဆင့်တိုးမြင့်ပေးခဲ့ပြီးအခုကျောင်းဖွင့်ချိန်မှာတပြိုင်တည်းဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်းမိမိတို့နိုင်ငံမှာသမဝယ်မှစနစ်သည်1905ခုနှစ်မှာမြင်းမူမြို့မှာစတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းမြင်းမူမြို့မှာစတင်ခဲ့သည့်သမဝယ်မှစနစ်သည်ကိုအားကိုခြင်းကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခြင်းအများဆန္ဒနှင့်အညီစီမံခန့်ခွဲခြင်းတန်းတူညီမျှခြင်းတရားမျှတခြင်းစီးလုံးညီညွတ်ခြင်းစတဲ့အနှစ်သာရများနဲ့စတင်ခဲ့ခြင်းဖြစ်တဲ့အတွက်လက်ရှိချိန်ထိပြည်သူများရဲ့လိုအပ်ချက်ပကတိအရှိတရားနှင့်ကိုက်ညီလျက်ရှိကြောင်းပြောကြားလိုကြောင်းဒါအပြင်သမဝယ်မှလုပ်ငန်းများကိုလှုပ်ဆောင်ပြီးအောင်မြင်နေသည့်နိုင်ငံများတွင်အမေရိကန်တရုတ်ဂျပန်စတဲ့နိုင်ငံများပါဝင်နေတာကိုလေ့လာတွေ့ရှိရမှာဖြစ်ကြောင်း
ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝတိုးတက်လာစေရေးအတွက်လှုံ့ဆော်ရမှာတမဝယ်မှလုပ်ငန်းများသည်အဓိကအခန်းကဏ္ဍမှပါဝင်နေကြောင်းဒါကြောင့်နိုင်ငံတော်ဆိုရသည့်လက်ထက်မှာကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့စည်ရင်းနှံမှုလျှော့ချရေးအတွက်လုပ်ငန်းစဉ်ရှိရက်ချမှတ်ဆောင်ရွက်လျက်ရှိရမှာတမဝယ်မှလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့အချက်လည်းအပါအဝင်ဖြစ်ကြောင်းနိုင်ငံစီးပွားရေးကိုလည်းအစုအဖွဲ့တမဝယ်မှအသင်းများကိုအခြေခံပြီးအသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းဒါကြောင့်ဤသို့သောလုပ်ငန်းများမှာကျွမ်းကျင်ပိုင်နိုင်စွာပါဝင်ဆောင်ရွက်နိုင်မဲ့တမဝယ်မှစီးပွားရေးပညာတတ်များမွေးထုတ်ပေးနိုင်ရန်အောက်မြန်မာပြည်မှာတမဝယ်မှတက္ကသိုလ်တန်လျင်နဲ့အထက်မြန်မာပြည်မှာတမဝယ်မှတက္ကသိုလ်စကိုင်းတို့ကိုနိုင်ငံတော်အစိုးရကအမျှော်အမြင်ရှိဖြင့်တိုးမြင့်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်းတက္ကသိုလ်ကျောင်းသားကျောင်းသူများဖြစ်လာတဲ့အတွက်တက္ကသိုလ်ကသင်ကြားပေးတဲ့အဆင့်မြင့်ပညာများကိုလေ့လာဆည်းပူးရမှာလက်တွေ့လုပ်ငန်းများကိုလည်းတပြိုင်တည်းလေ့လာဆည်းပူးနေမှာသာလုပ်ငန်းခွင်အတွင်းဝင်ရောက်တဲ့အခါအောင်မြင်စွာဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်းဒါအပြင်လက်ရှိဖွင့်လှစ်ခဲ့တဲ့တမဝယ်မှတက္ကသိုလ်ကောလိပ်များမှာတင်ထောက်ကူပစ္စည်းများပြည့်စုံစေရေးနဲ့ဆရာဆရာမများရဲ့အရေးအချင်းမြင့်မားရေးတက္ကသိုလ်ကောလိပ်များရဲ့အရေးအသွေးမြင့်တင်ရေးတို့ကိုဆက်လက်ဆောင်ရွက်ရင်းနိုင်ငံတကာအဆင့်မီပညာရေးအဆင့်တန်းတက်လှမ်းနိုင်ရေးဆက်လက်ကြိုးစားဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းနိုင်ငံတော်ဆိုရအနေဖြင့်စစ်မှန်ခိုင်မာသောဒီမိုကရေစီစနစ်နဲ့လောကပါလတရားများထွန်းကားသောနိုင်ငံတော်တည်ဆောက်နိုင်ရန်အတွက်အရေးချင်းပြေဝသည့်လူစွမ်းအရင်းမြစ်များအများအပြားလိုအပ်မှာဖြစ်ကြောင်းအနာဂတ်နိုင်ငံတော်အတွက်လိုအပ်နေတဲ့လူစွမ်းအရင်းမြစ်များသည်တမဝယ်မှတက္ကသိုလ်ကောလိပ်များမှာလည်းပေါ်ထွက်လာလိမ့်မည်ဟုယုံကြည်ပါကြောင်းတမဝယ်မှတက္ကသိုလ်တန်လျင်အနေဖြင့်နိုင်ငံတော်အတွက်အမျိုးသားရေးစိတ်ဓာတ်နဲ့လူမှုရေးစိတ်ဓာတ်အခြေခံပြုသောတမဝယ်မှစီးပွားရေးပညာတတ်များဖြစ်အောင်မွေးထုတ်ပေးကြပါဆရာဆရာမများအနေဖြင့်အရေးချင်းပြေဝသည့်လူစွမ်းအရင်းမြစ်များထူးချွန်ထက်မြက်သည့်တမဝယ်မှစီးပွားရေးပညာရှင်များမွေးထုတ်ပေးနိုင်ရေးအတွက်မိမိတို့ကိုယ်တိုင်အရေးချင်းပြေဝစေရေးစဉ်ဆက်မပြတ်လေးလာကြိုးစားသွားကြပါကျောင်းသားကျောင်းသူများအနေဖြင့်လည်းအရေးချင်းပြေဝသောတမဝယ်မှအသိပညာရှင်အတတ်ပညာရှင်များဖြစ်လာအောင်လေးလာစီဘူးသင်ယူသွားကြပါအမိတမဝယ်မှတက္ကသိုလ်၏ဂုဏ်သိက္ခာကိုထိမ့်သိမ့်နိုင်သည့်နိုင်ငံတော်ကအားထားရတဲ့လူကျွန်းလူကောင်းများဖြစ်အောင်ကြိုးစားဆောင်ရွက်သွားကြပါဟုတိုက်တွန်းပါကြောင်းဖြင့်ပြောကြားခဲ့ပါတယ်အဲဒီနောက်ဒုတိယသမ္မတသည်ဖွင့်ပွဲခမ်းနားကိုတက်ရောက်လာကြသူများတမဝယ်မှတက္ကသိုလ်တန်လျင်မှဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများအားရင်းရင်းနှီးနှီးနှုတ်ဆက်ပြီးတမဝယ်မှတက္ကသိုလ်တန်လျင်မှပို့ချမဲ့ဘွဲ့ကြိုအတန်းများရဲ့ဘာသာရပ်များအတွက်လူစွမ်းအရင်းမြစ်စီမံခန့်ခွဲမှုပညာသင်တန်းကျောင်းမှလှူဒါန်းတဲ့အထင်ကရထိပ်တန်းကမ္ဘာတက္ကသိုလ်ကြီးများမှာလက်ရှိအသုံးပြုနေတဲ့2012ခုနှစ်ပညာသင်တဲ့အတွက်ကျောင်းလက်ဆွဲစာအုပ်များကိုကြည့်ရှုပါတယ်ဒုတိယသမ္မတဦးဉာဏ်ထွန်းသည်ဖွင့်ပွဲခမ်းနားပြီးမှတမဝယ်မှတက္ကသိုလ်တန်လျင်ဝင်းအတွင်းຫນွေစပါး26ဧကစိုက်ပျိုးနိုင်ရေးအတွက်စက်မှုလယ်ယာမြေဖော်ထုတ်ဆောင်ရွက်ပေးမှုများကိုကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအားလိုအပ်တာများမှာကြားခဲ့ပါတယ်ဒီကနေ့ဖွင့်လှစ်ခဲ့တဲ့တမဝယ်မှတက္ကသိုလ်တန်လျင်နဲ့ပတ်သက်လို့တာဝန်ခံပါမောက္ခချုပ်ဒေါက်တာသိန်းထွန်းကအခုလိုရှင်းလင်းပြောကြားခဲ့ပါတယ်တမမတက္ကသိုလ်တန်လျင်ဟာတမမသင်တန်းကျောင်းရန်ကုန်မှတမမဒေတာကောလိပ်ရန်ကုန်တမမဒေတာကောလိပ်ရန်ကုန်မှ1996ခုနှစ်မှာတမမဒီဒီကောလိပ်အဖြစ်နဲ့တိုးမြင့်ဖွင့်လှစ်ခဲ့ပါတယ်2012ခုနှစ်မှာတမမတက္ကသိုလ်
တန်လင်းအဖြစ်အစင်းမြင့်တိုးမြင့်ဖွင့်လှစ်ခဲ့ပါတယ်ဒီနေ့ဟာတမမှာတက္ကသိုလ်တန်လင်းအဖြစ်အစင်းမြင့်တိုးမြင့်ဖွင့်လှစ်တဲ့နေ့ဖြစ်ပါတယ်ကျွန်တော်တို့တမမှာတက္ကသိုလ်တန်လင်းမှာဘာသာရပ်ဌာနပေါင်း17ခုရှိပါတယ်ကျွန်တော်တို့တမမှာတက္ကသိုလ်ကောလိပ်များသည်လူမှုရေးစိတ်ဓာတ်နဲ့အမျိုးသားရေးစိတ်ဓာတ်အခြေခံပြည့်ဝသောတမမှာစီးပွားရေးပညာကျွမ်းကျင်တတ်မြောက်သည့်ပညာတတ်များမွေးထုတ်ရန်ဆိုတဲ့ဒီမှန်းချက်နဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဆက်လက်ပြီးနီးပြဆရာမတူကလည်းတက္ကသိုလ်အဖြစ်တိုးမြင့်ဖွင့်လှစ်ခဲ့တဲ့အတွက်ဝမ်းမြောက်ကြောင်းပြောကြားခဲ့ပါတယ်ကျမကတော့ဒေါ်နေကြလင်းဖြစ်ပါတယ်။ကျမကမှပညာဌာနမှာနီးပြတာဝန်ဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ကျမကမှဒီဂရီကောလိပ်တန်လင်းကနေပြီးတော့ကျမကမှတက္ကသိုလ်အဖြစ်တိုးမြင့်ဖွင့်လှစ်ပေးတဲ့နိုင်ငံတော်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဆက်လက်ပြီးကျောင်းသားကျောင်းသူများကလည်းဒီဂရီကောလိပ်အဆင့်မှာတက္ကသိုလ်အဆင့်သို့တိုးမြင့်ပညာသင်ကြားရတဲ့အချိန်တွေကိုအခုလိုပြောကြားခဲ့ပါတယ်ခင်ဗျာ။ကျွန်တော်တို့မောင်ထုံးအောင်လည်းဖြစ်ပါတယ်ကျွန်တော်ကမိနစ်ကပထမနေ့တက်ရောက်တဲ့အချိန်မှာတမဝါကောလိပ်အပြည့်နဲ့တက်ရောက်ရဖြစ်ပါတယ်အခုကျွန်တော်ဒုတိယနေ့တက်ရောက်တဲ့အချိန်မှာတမဝါတက္ကသိုလ်အပြည့်တက်ရောက်တဲ့ကျွန်တော်အလွန်ပျော်ရွှင်မိပါတယ်အဲကြောင့်ဆိုတော့ကျွန်တော်တမဝါတက္ကသိုလ်ကိုမှာကြတော့ဘွဲလက်မှတ်ပေးပါတယ်မနေ့ကဆိုရင်ဒီပလိုမာနဲ့ဘွဲရပါတယ်အခုဆိုဘွဲလက်မှတ်ဆိုရင် BBSC ဘွဲရမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်အလွန်ပျော်ရွှင်မိပါတယ်ကျမနာမည်ကတော့မငင်းသက်ဖြစ်ပါတယ်ရှင်။တမမှာတက္ကသိုလ်တန်လင်းမှာပထမနေ့တက်ရမှကျောင်းသူဖြစ်ပါတယ်ရှင်။ကျမပြင်မနာမြို့မှာနေထိုင်ပြီးတော့တမမှာတက္ကသိုလ်တန်လင်းတက်ရောက်ရှင်တဲ့အတွက်ပြင်မနာမြို့နဲ့လာရောက်တက်ရောက်ရှင်ဖြစ်ပါတယ်ရှင်။အခုလိုတက်ရောက်ရတဲ့အတွက်လည်းအရင်ကဝမ်းသာကျေနပ်မိပါတယ်ရှင်။ပြည်ထောင်စုလွှတ်တော်နာယကအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်သည်ဒီကနေ့မွန်းလွဲ2 နာရီကတရုတ်နိုင်ငံရေးတိုင်ပင်ခံကွန်ဖရင့်ပြည်လုံးဆိုင်ရာကော်မတီ CPPCC နိုင်ငံခြားရေးကော်မတီအဖွဲ့ဝင်မစ္စတာရှုကျန်းဟွမ်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့အားနေပြည်တော်ရှိလွှတ်တော်ဆောက်အုံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌရဲ့ဧကမဆောင်မှာလက်ခံတွေ့ဆုံပါတယ်။အဲ့လိုတွေ့ဆုံရမှာပြည်ထောင်စုလွှတ်တော်ဒုတိယနာယကအမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးမြငင်းမြို့သားလွှတ်တော်ကော်မတီဥက္ကဋ္ဌများဖြစ်ကြတဲ့ဦးဇော်မြင့်ဖေဦးအောင်ငိမ့်နဲ့ဗိုလ်မှူးကြီးမောင်မောင်ထွန်းအစိုးရ၏အာမခံချက်များဂရိများနဲ့တာဝန်ခံချက်များစီစစ်ကော်မတီတွင်မှဦးခင်မောင်ထင်းနိုင်ငံတကာဆက်ဆံရေးရာကော်မတီဝင်ဦးခင်မောင်နဲ့လွှတ်တော်ရုံးမှတာဝန်ရှိသူများတက်ရောက်ကြပါတယ်။အဲ့လိုတွဲဆောင်ရမှာမြန်မာနဲ့တရုတ်နှစ်နိုင်ငံပြည်သူများကြားချစ်ကြည်ရင်းနှီးမှုပုံမခိုင်မာလာအောင်ဆောင်ရွက်ရေးနဲ့လွှတ်တော်ချင်းချင်းပူးပေါင်းဆောင်ရွက်မှုပုံမမြင့်တင်သွားစေရေးကိစ္စရပ်များပေါ်ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပါတယ်ရှင်။ပြည်ထောင်စုလွှတ်တော်နာယကအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်သည်ဒီကနေ့မွန်းလွဲ2 နာရီခွဲမှာပြင်သစ်နိုင်ငံအစိုးရအာရှဒေသပူးပေါင်းဆောင်ရွက်ဆိုင်ရာသံအမတ်ကြီးနဲ့ပြင်သစ်နိုင်ငံအထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌဟောင်းမစ္စတာဂျက်ကော့စ်ပလာတီအားနေပြည်တော်ရှိလွှတ်တော်ဆောက်အုံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ဧကမဆောင်မှာလက်ခံတွေ့ဆုံပါတယ်။အဲဒီလိုတွေ့ဆုံရမှာပြည်ထောင်စုလွှတ်တော်ဒုတိယနာယကအမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးမြငိမ့်ကော်မတီဥက္ကဋ္ဌများဖြစ်ကြတဲ့ဦးစော်မြင့်ဖေနဲ့ဦးအောင်ငိမ့်လွှတ်တော်ရုံးမှတာဝန်ရှိသူများတက်ရောက်ကြပြီးဧည့်သည်တော်ပြင်သစ်နိုင်ငံအထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌဟောင်းနဲ့အတူမြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီးမစ္စတာသီယာရီမတူလည်းတက်ရောက်ပါတယ်။အဲဒီလိုတွေ့ဆုံရမှာမြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာကိစ္စများနဲ့နှစ်နိုင်ငံလွှတ်တော်ချင်းချင်းပူးပေါင်းဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာကိစ္စများကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပါတယ်ခင်ဗျာ။ခေတ်အဆက်ဆက်မိသက်တပ်ဖွဲ့သည်ပြည်သူလူထု၏အကျိုးစီးပွားကိုကာကွယ်ရန်ပြည်သူလူထုအားကူညီစောင့်ရှောက်ရန်ပြည်သူလူထု၏ကိုယ်စိတ်နှစ်ပါးချမ်းသာမှုရအောင်လှုံ့ဆော်ရန်ဆိုသည့်ကောင်းမြတ်သောရည်ရွယ်ချက်များဖြင့်အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ကြကြောင်းမျက်မှောက်ကာလကမ္ဘာရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့်မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့်သဘာဝဘေးအန္တရာယ်များနှင့်မိလောင်မှုဖြစ်စဉ်များမှာပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ပစ္စည်းဥစ္စာများဆုံးရှုံးမှုလျော့ပါးစေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများမှာမိသားတပ်ဖွဲ့ဝင်များအရန်မိသားတပ်ဖွဲ့ဝင်များနှင့်တီးသန့်မိသားတပ်ဖွဲ့ဝင်များသည်စွန့်လွတ်စွန့်စားသောစိတ်ဓာတ်ဖြင့်
တက်ကြွပါဝင်ကူညီခဲ့ကြသည်ကိုတွေ့မြင်ရကြောင်းထိုကဲ့သို့စွန့်လွတ်စွန့်စားသောစိတ်ဓာတ်ဖြင့်တာဝန်ထမ်းဆောင်ခဲ့မှုပေါ်နိုင်ငံတော်မှချီးမြှင့်သည့်ရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်တတ္တိနှင့်စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်များထိုက်တန်စွာရယူနိုင်ခဲ့တဲ့အတွက်ဝမ်းမြောက်ဂုဏ်ယူကြောင်းအခုလိုကောင်းမွန်တဲ့စင်လာကောင်းများကိုဆက်လက်ထိန်းသိမ်းပြီးစတဲ့တဘိုးစ조사ဆောင်ရွက်သွားကြရန်တိုက်တွန်းလိုကြောင်းပြည်ထောင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကိုကမိသက်ဦးစီးဌာနနှင့်တပ်ဖွဲ့ဦးစီးဌာနတို့မှရာထမ်းမှုရန်များအားဒီကနေ့မနက်10:00 နာရီမှာပြည်ထောင်ဝန်ကြီးရုံးရှိစုစည်းခန်းမမှာတွဲဆုံမှာကြားပါတယ်။ဒါအပြင်မိသက်တပ်ဖွဲ့အနေနဲ့မိဘေးလုံခြုံရေးတဘာဝဘေးအန္တရာယ်ကာကွယ်ရေးရှာဖွေကယ်ဆယ်ရေးနဲ့ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုတဲ့ရည်မှန်းချက်တာဝန်များကိုအကောင့်ထဲပေါ်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းပြည်သူများဘဝလုံခြုံမှုစိတ်ချမှုရှိစေရန်ကြိုတင်ကာကွယ်မှုပြုခြင်းသည်အကောင်းဆုံးဖြစ်ကြောင်းဒီသဘောတရားကိုမိသက်တပ်ဖွဲ့ဝင်များသိရှိနားလည်သဘောပေါက်ပြီးပြည်သူလူထုယုံကြည်မှုရရှိရန်ပြည်သူလူထုပူးပေါင်းပါဝင်မှုရရှိရန်စည်းရုံးဆောင်ရွက်သွားကြရန်ဆွေးနွေးမှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးဒေါပုံမြို့နယ်အနဝဒေဝီပင်လယ်ငါးဖမ်းကုန်တုံးနဲ့တမောင်းဝယ်မလုပ်ငန်းအထွေထွေလုပ်ငန်းတမောင်းဝယ်မအသင်းလီမိတက်တို့တမောင်းဝယ်မဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်စံသည်ဒီဇင်ဘာလ2ရက်နေ့မနက်7:00 နာရီခွဲမှတွားရောက်ပြီးလက်ရှိဆောင်ရွက်လျက်ရှိတဲ့ငါးပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းကိုပုံမအဆင့်မြင့်ပြီးတန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်၍ပြည်ပပို့ကုန်အဖြစ်တင်ပို့နိုင်ရန်အတွက်နိုင်ငံတကာအဆင့်တန်းပြီးစက်ရုံအဖြစ်အဆင့်မြင့်တင်ခြင်းကိုမလွဲမသွေဆောင်ရွက်ရမှာဖြစ်ကြောင်းတိုးချဲ့ရင်းနှီးမြှုပ်နှံရန်လိုအပ်မဲ့ငွေကြေးနဲ့ရရှိနိုင်မဲ့အကျိုးအမြတ်တို့ကိုအသေးစိတ်တွက်ချက်ကပြည်တွင်းမှအစုရှယ်ယာရှင်များဖိတ်ခေါ်ခြင်းပြည်ပမှရင်းနှီးမြှုပ်နှံသူများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်တမောင်းဝယ်မှအသင်းစင်စင်မှတက်တာသောအတိုးနှုန်းများဖြင့်ရယူခြင်းနိုင်ငံတကာ၏အကူအညီနဲ့အတိုးနှုန်းတက်တာသောချေးငွေများရယူခြင်းတို့ကိုဝန်ကြီးဌာနကအစွမ်းကိုပေါင်းဆက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနိုင်ငံတကာအဆင့်တန်းပြီးထုတ်လုပ်ထားတဲ့တန်ဖိုးမြင့်ထုတ်ကုန်များတင်ပို့ရန်အတွက်လက်ရှိဈေးကွက်များအပြင်အခြားသောနိုင်ငံတကာဈေးကွက်သစ်များကိုလည်းကြိုတင်လေ့လာသုံးသပ်ရှာဖွေထားရန်အရေးကြီးကြောင်းအနဝဒေဝီပင်လယ်ငါးဖမ်းကုန်တုံးနဲ့အထွေထွေလုပ်ငန်းတမောင်းဝယ်မအသင်းလီမိတက်ရဲ့လုပ်ငန်းများတိုးတက်အောင်မြင်စေရန်အတွက်လိုအပ်သည့်အရင်းအနှီးနည်းပညာနဲ့ဈေးကွက်ရရှိရေးအတွက်အဖက်ဖက်ကပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းဖြင့်မှာကြားပြီးစက်ရုံအတွင်းကုန်ချောပြုပြင်ထုတ်လုပ်ခန်းထုတ်ပိုးခန်းတူလောင်ခန်းအေးခန်းများမှာလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာလေယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်သည်ဒီဇင်ဘာလ1ရက်နေ့မနက်ပိုင်းကမန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးဦးမြင့်တန်းမြန်မာနိုင်ငံကြံနဲ့ကြံတွဲပစ္စည်းကုန်သည်များထုတ်လုပ်သူများအသင်းမှတာဝန်ရှိသူများလိုက်ပါပြီးမန္တလေးမြို့စင်မြူကန်ကွင်းရှိ Great Wall ကုမ္ပဏီရဲ့နိုင်ငံတကာအဆင့်မီတစ်ရှူးမျိုးတံမျိုးပွားအလုံးယုံစိုက်ကွင်းအတွင်းမှာကြီးမြန်ယူကလစ်စိုက်ခင်းတစ်ရှူးမျိုးပွားနည်းဖြင့်စိုက်ပျိုးထားတဲ့အစေကြာကျက်စုစိုက်ခင်းနဲ့ဘရာဇီးငပြောစိုက်ခင်းများကိုကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများမှာကြားပါတယ်ဆက်လက်ပြီးသုတေသနဓာတ်ခွဲခန်းမှာမြန်မာနိုင်ငံစိုက်ပျိုးရေးပညာရှင်များနဲ့နိုင်ငံခြားပညာရှင်များဆောင်ရွက်နေကြတဲ့ကျွန်းသစ်ယူကလစ်ကျက်စုကြံနဲ့ငပြောများကိုအမျိုးအစားလိုက်တစ်ရှူးမျိုးပွားဓာတ်ခွဲခန်းများကိုကြည့်ရှုစစ်ဆေးပါတယ်။အဲဒီနောက်အစည်းအဝေးခန်းမမှာတာဝန်ရှိသူတဦးကသုတေသနလုပ်ငန်းဆောင်ရွက်နေမှုကိုရှင်းလင်းတင်ပြပြီးပြည်ထောင်စုဝန်ကြီးကမှာကြားရမှာတဧကတန်80အထိထွက်ရှိနိုင်မဲ့ကြံပင်များကိုစီးပွားဖြစ်ထုတ်လုပ်ရန်ဖြစ်ကြောင်းမိမိတို့နိုင်ငံမှာအဓိကစက်မှုကုန်ကြမ်းသီးနှံဖြစ်တဲ့ကြံကိုအရှိန်ဟုန်မြင့်မားစွာနဲ့သုတေသနအဆင့်မှသည်စီးပွားဖြစ်စိုက်ပျိုးနိုင်သည့်အထိလက်တွေ့ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်းစိုက်ပျိုးထုတ်လုပ်ကြမဲ့တောင်သူများအနေနဲ့တဧက18သိန်းခန့်ဝင်ငွေရရှိမှာဖြစ်ကြောင်းလယ်ယာမြေမရှိတဲ့ကြံလုပ်သားများအတွက်နေ့စားလုပ်အားကအနည်းဆုံးကျပ်3000ပေးနိုင်တဲ့အတွက်လောက်ကိုင်ခွင့်လန်းနဲ့အခြေခံဝင်ငွေတိုးတက်လာမှာဖြစ်ကြောင်းပြောကြားပြီးမျိုးကောင်းမျိုးသန့်ကြံများကိုတောင်သူများထံပေးအပ်ခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးသည်ဒီကနေ့မှာဝန်ကြီးရုံးစည်းဝေးခန်းမမှာအမေရိကန်နိုင်ငံနယူးယောက်မြို့ကော်နယ်ယူနီဗာစီတီမှဒါရိုက်တာဒေါက်တာရုံးကော့ဖမ်နဲ့ဒေါက်တာခင်မာချိုအိန္ဒိယနိုင်ငံဟိုက်ဒရာဘတ်မြို့အခြေစိုက်အဆိုပါတက္ကသိုလ်ရဲ့တောင်အာရှကိုယ်စားလှယ်မစ္စတာခနန်ဗီဂျာယာရာဂဗန်တို့နဲ့တွေ့ဆုံပြီး
လေယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်နည်းပညာပေးလုပ်ငန်းများနဲ့သုတေသနဆိုင်ရာလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါတယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်မှ22မိုင်ခန့်ကွာပြင်သာရွာနီးရှိတီကျစ်ကျောင်းမီသွေးသို့ရေနွေးငွေဓာတ်ပိတ်စက်ရုံသည်17လုံးရင်60မဂါဝပ်ရှိ12လုံးဖြင့်စုစုပေါင်း17စင်အင်အား120မဂါဝပ်မှတစ်နှစ်လျင်ဖြန်းမြလက်စစ်ဓာတ်အားကီလိုဝပ်နိုင်တန်ပေါင်းတန်း600ထုတ်လုပ်ပေးလျက်ရှိတဲ့ဓာတ်ပိတ်စက်ရုံတစ်ရုံဖြစ်ပါသည်ဒီဇင်ဘာလ2ရက်နေ့မနက်ပိုင်းကလျှက်စစ်စွမ်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်မောင်ဆိုသည်တာဝန်ရှိသူများလိုက်ပါပြီးအဆိုပါတီကျစ်ကြောင်မီသွေးသို့ရေနွေးငွေဓာတ်ပိတ်စက်ရုံကိုရောက်ရှိကြပါသည်ရှေ့ဦးစွာပြည်ထောင်စုဝန်ကြီးနှင့်ဖွဲ့သည့်စက်ရုံအတွင်း Control Room မှကွန်ပျူတာ System ဖြင့်ဓာတ်အားထုတ်လုပ်ပို့လွှတ်မောင်းနှင်နေမှုအခြေအနေဘွိုင်လာအမှတ်1နဲ့2တို့မှကြောင်မီသွေးအသုံးပြုပြီးလျှက်စစ်ဓာတ်အားများမောင်းနှင်လက်ပတ်နေမှုအခြေအနေတို့ကိုကြည့်ရှုစစ်ဆေးပါသည်အဲဒီနောက်စက်ရုံရှင်းလင်းဆောင်မှာပြည်ထောင်စုဝန်ကြီးအားစက်ရုံမှူးကဓာတ်ပိတ်စက်ရုံမှဓာတ်အားထုတ်လွှတ်မောင်းနှင်နေမှုအခြေအနေကြောင်မီသွေးလက်ခံရရှိမှုနှင့်သုံးစွဲမှုအခြေအနေဓာတ်ပိတ်စက်များနှင့်ဘွိုင်လာစက်များကြမ်းခိုင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားဗီဒီယိုစလိုက်ဖြင့်ရှင်းလင်းတင်ပြရန်ပြည်ထောင်စုဝန်ကြီးကလိုအပ်တာများမှာကြားခဲ့ပါသည်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးသည်စက်ရုံရှိဝန်ထမ်းများအားတွေ့ဆုံပြီးလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးမိမိတို့ရဲ့လုပ်ငန်းတာဝန်များအားကျွမ်းကျင်စွာကြိုးကြိုးစားစားဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့ပါသည်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးနှင့်ဖွဲ့သည့်အေဒင်စွမ်းအင်နှင့်သဘာဝရင်းမြစ်များဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှတူးဖော်ဆောင်ရွက်လျက်ရှိတဲ့ကြောင်မီသွေးတူးဖော်နေမှုလုပ်ငန်းခွင်ကိုရောက်ရှိပြီးကြောင်မီသွေးတူးဖော်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးရန်တာဝန်ရှိသူများကရှင်းလင်းတင်ပြကြပြီးပြည်ထောင်စုဝန်ကြီးကလိုအပ်တာများမှာကြားခဲ့ပါတယ်ခင်ဗျာတင်နန်းသားများအနေနဲ့တင်နန်းကပို့ချလိုက်တဲ့ဘာသာရပ်များပေါ်အစဉ်လေးလာသုံးသပ်ပြီးဝန်ကြီးဌာနရဲ့ရည်မှန်းချက်တာဝန်များအောင်မြင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်ကြရန်အဲ့ဒီလိုဆောင်ရွက်နိုင်ရေးအတွက်ဝန်ထမ်းများကျန်းမာကြံ့ခိုင်ကြရန်မိမိတို့ဌာနရဲ့ဥပဒေလုံထုံးလုပ်နည်းများကိုကျွမ်းကျင်ပိုင်နိုင်ပြီးဘာသာစကားနဲ့နည်းပညာတက်ကြွရေးတို့ကိုလည်းစ조사ဆောင်ရွက်ကြရန်မျိုးချစ်စိတ်ဓာတ်ကိုရင်းခံပြီးပြည်သူအပေါ်ရည်ကြည်ပြူငါစွာဆက်ဆံကြရန်ဝန်ထမ်းချင်းချင်းစည်းလုံးညီညွတ်စွာနဲ့ပေးရတဲ့တာဝန်များကိုကျေပွန်စွာထမ်းဆောင်ကြရန်လက်ပေးလက်ယူကင်းရှင်းရေးကိုလည်းအထူးဂရုပြုအလေးထားလိုက်နာကြရန်လိုကြောင်းဒီဇင်ဘာလ2ရက်နေ့မနက်9:00 နာရီခွဲကလူဝင်မှုကြီးကြပ်ရေးနဲ့မြို့သားမှတ်ပုံတင်ရေးဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမမှာကျင်းပတဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနလူဝင်မှုကြီးကြပ်ရေးနဲ့မြို့သားမှတ်ပုံတင်ရေးဦးစီးဌာနခရိုင်ဦးစီးဌာနမှူးအဆင့်အရာထမ်းများစွမ်းရည်မြင့်မားရေးမွမ်းမံတင်နန်းအမှတ်စဉ်2/2012တင်နန်းဆင်းပွဲအခမ်းအနားမှာပြည်ထောင်စုဝန်ကြီးဦးခင်ကြီးကဆွေးနွေးမှာကြားပါတယ်အခမ်းအနားမှာတင်နန်းသားရာရှိများကတင်နန်းစင်းစာတမ်း2စောင်ကိုဖတ်ကြားရှင်းလင်းတင်ပြကြပြီးညွှန်ကြားမှုချုပ်ဦးမောင်မောင်တန်းကအသေးစိတ်ရှင်းလင်းတင်ပြပါတယ်။အဲဒီနောက်ဒုတိယဝန်ကြီးဦးကျော်ကျော်ဝင်းကတင်နန်းသားများဖတ်ကြားတင်ပြကြတဲ့စာတမ်းများနဲ့ပတ်သက်ပြီးအားနည်းချက်အားသာချက်များထည့်သွင်းဖော်ပြရေးသားတဲ့အချက်များကိုဖြည့်စွက်ရှင်းလင်းတင်ပြပါတယ်။အဲဒီတင်နန်းသို့တိုင်းဒေသကြီးပြည်내ဦးစီးဌာနမှူးရုံးအသီးသီးမှခရိုင်ဦးစီးဌာနမှူးအဆင့်အရာထမ်း20တက်ရောက်ကြပြီးတင်နန်းကာလမှာရက်သတ္တပတ်3ပတ်ကြာမြင့်ခဲ့ကြောင်းသိရှိရပါတယ်ရှင်စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်အားရုရှားဖက်ဒရေးရှင်းနိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဌာနဒုတိယဝန်ကြီးမစ္စတာဂျော်ကီကလာမာနော့ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့သည်ဒီကနေ့ညနေ9:00 နာရီမှာနေပြည်တော်ရှိစက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမမှာတွားရောက်တွေ့ဆုံပြီးနှစ်နိုင်ငံစက်မှုကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းများပေါ်ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာနိုင်ငံတော်အနေနဲ့ကုန်သွယ်မှုလုပ်ငန်းများလွယ်ကူလျင်မြန်တိုးတက်လာစေရန်အစဉ်အမြဲကြံစည်ဆောင်ရွက်လျက်ရှိကြောင်းကုန်သွယ်မှုပမာဏမြင့်တက်လာစေရန်ဖြေလျှော့မှုများစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းစံစပါးလုပ်ငန်းဖက်ဖက်မှဖွံ့ဖြိုးတိုးတက်ရန်လည်း
စဉ်းစားချိန်ချိန်ဆောင်ရွက်ပေးလျက်ရှိကြောင်းကုန်သည်များစက်မှုလက်မှုလုပ်ငန်းရှင်များပွဲစားကုန်သည်ဆက်ပိုင်များစံစပါးကုန်စည်တိုင်းတင်သားများအနေနဲ့နိုင်ငံတကာနဲ့ကျွမ်းကျင်စွာကုန်သွယ်နိုင်ရေးအတွက်စဉ်ဆက်မပြတ်လေ့လာမှုများဆောင်ရွက်ကြရမှာဖြစ်ကြောင်းတဦးချင်းဝင်ငွေတိုးတက်ရရှိမှသာဆင်းရဲမှုလျှော့ချနိုင်မှာဖြစ်ကြောင်းကုန်သွယ်ရေးလုပ်ငန်းများမှန်မှန်ကန်ကန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်မိမိတို့ဝန်ကြီးဌာနအနေနဲ့ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းဖြင့်စီးပွားရေးနဲ့ကုသရေးရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ကမန္တလေးမြို့ကျေးနန်းဝန်းရပ်ရှိမြန်မာနိုင်ငံတကြားနဲ့တကားရေးလုပ်ငန်းရှင်များကထိန်တော်အသင်းအဆောက်အအုံမှာဒီဇင်ဘာလ2ရက်နေ့ညနေပိုင်းကကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များပွဲစားကုန်သည်ဆက်ပိုင်များကထိန်တော်အသင်းစံစပါးကုန်စည်တိုင်းအသင်းသားများနဲ့တွေ့ဆုံစဉ်ပြောကြားပါတယ်အဲဒီနောက်မန္တလေးတိုင်းဒေသကြီးကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌပွဲစားကုန်သည်ဆက်ပိုင်များကထိန်တော်အသင်းဥက္ကဋ္ဌနဲ့စပါးကုန်စည်တိုင်းအသင်းဥက္ကဋ္ဌတို့ကအသင်းနဲ့ပတ်သက်တဲ့အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ကြကြောင်းသိရှိရပါတယ်ရှင်2012ခုနှစ်18ကြိမ်မြောက်တိုင်းဒေသကြီးနဲ့ပြည်နယ်အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအေရိုဘစ်ပြိုင်ပွဲဖွင့်ပွဲခမ်းနားကိုဒီကနေ့မနက်10:00 နာရီခွဲကရန်ကုန်တိုင်းဒေသကြီးသင်္ကန်းကျွန်းမြို့နယ်တူဝနအမျိုးသားအားကစားပြိုင်ပွဲရုံ1မှာကျင်းပရာမြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဋ္ဌအားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတင်ဆန်းတက်ရောက်ပြီးပြိုင်ပွဲကိုဖွင့်လှစ်ပေးကယမန်နှစ်ချန်ပီယံကချင်ပြည်နယ်အသင်းကဒဂွန်ဆိုင်ဒိုင်းစုကြီးကိုပြန်လည်အပ်နှံပါတယ်အဲဒီနောက်အလှရှင်များဖြစ်ကြတဲ့မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နာယကဒေါ်တင်တင်အေးနဲ့ဒေါ်ရီရီဝင်းတို့ကငွေကျပ်3သိန်းစီမြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နာယကများဖြစ်ကြတဲ့ KSS ဒန်ဘောက်မှဒေါ်အေးအေးညွန့်နဲ့ရွှေပြိုင်းဖြူကုမ္ပဏီမှဒေါ်တင်လက်ဝင်းတို့ကငွေကျပ်4သိန်းစီဆက်သွယ်ရေးနဲ့သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရဲ့ဇနီးမြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နာယကဒေါ်မြမြဝင်းကငွေကျပ်5သိန်းအားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရဲ့ဇနီးမြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာဒေါ်ထေးထေးငိမ့်ကငွေကျပ်15သိန်းနဲ့အားကစားနဲ့ကာယပညာဦးစီးဌာနညွှန်ကြားမှုချုပ်ရဲ့ဇနီးမြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဒေါ်နန်းအေးခိုင်ကအားကစားဝန်ကြီးဌာနမှလှူဒါန်းငွေကျပ်15သိန်းပေးလှူဒါန်းလိုက်ပြိုင်ပွဲများကိုကြည့်ရှုအားပေးကြပါတယ်အဆိုပါပြိုင်ပွဲမှာတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှပြိုင်ပွဲဝင်အသင်းပေါင်း73သင်းပါဝင်ရှင်ပြိုင်ကြပြီးပြိုင်ပွဲများကိုဒီဇင်ဘာလ9ရက်နေ့ထိကျင်းပသွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာပညာရေးဝန်ကြီးဌာနအခြေခံပညာကျောင်းများမှာကင်းတောက်ဖွဲ့များဖွဲ့စည်းဆောင်ရွက်ရေးတင်နန်းစင်ပွဲအခမ်းအနားကိုမနေ့ကညနေ3နာရီကရန်ကုန်မြို့လမ်းမတော်မြို့နယ်အမှတ်1အခြေခံပညာထက်တန်းကျောင်းမှာကျင်းပရာရှေးဦးစွာအားကစားခန်းမအတွင်းမှာကင်းတောက်ကင်းစိတ်များကပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမြအေးအားကင်းတောက်တို့ဖြင့်ခြေတက်လေးပြုကြပြီးကင်းတောက်တက်စိတ်တစ်စိတ်ကစွမ်းရည်ပြသကအလံချက်ပြစွမ်းရည်သူနာပြုစွမ်းရည်ကျိုးချီနီးစွမ်းရည်များကိုပြသကြပါတယ်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးကကင်းတောက်တင်နန်းထောက်ကူပြုပညာရှင်များဖြစ်ကြတဲ့ဆရာကြီးဒေါက်တာခင်မောင်ကျွဲနဲ့ဆရာကြီးဦးတင်ညိုတို့အားဘုန်းပေးရခြင်းပါတယ်ဆက်လက်ပြီးဒုတိယဝန်ကြီးဦးအေးကျူတိုင်းဒေသကြီးလူမှုရေးဝန်ကြီးဒေါက်တာမြတ်သိန်းညွှန်ကြားမှုချုပ်ဦးအေဒီလာဦးတင်မျိုးကြည်နဲ့ဦးမင်းစော်တို့ကဆွေရတင်နန်းသားတင်နန်းသူများအားဆုများပေးရခြင်းမြင်ကြပါတယ်အဲဒီနောက်ဒုတိယဝန်ကြီးကတင်နန်းသားတင်နန်းသူများကိုတင်နန်းစင်နံများနဲ့တင်နန်းထောက်ကူပြုပညာရှင်ကြီးများအားဂုဏ်ပြုဆုများပေးရခြင်းမြင်ပါတယ်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးကတင်နန်းစင်းမှာစကားပြောကြားရမှာကင်းတောက်ဆိုသည်မှာဝင်းချောင်းဌာနရှိရန်ဆိုရွာတို့ဆောင်ရွက်တတ်ရန်အသုံးဝင်သောလူဖြစ်ရန်စံပြလူငယ်ဖြစ်အောင်စ조사အားထုတ်ရန်ကျများကိုနိုင်မှတ်သားပြီးကင်းတောက်စိတ်ဓာတ်ကိုမွေးမြူလေးတင်ပေးကြရမှာဖြစ်ကြောင်းကင်းတောက်ဆောင်ဖို့ကင်းတောက်ကျင့်ဝတ်များနဲ့ကင်းတောက်ဂရီတို့ကိုလိုက်နာကြရမှာဖြစ်ကြောင်းကင်းတောက်များလေ့ကျင့်ပြုစုပြောထောင်ပေးမှုသည်နိုင်ငံတော်ရဲ့လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာရေးပါကြောင်းအခြေခံပညာကျောင်းများမှာကင်းတောက်လုပ်ငန်းများစနစ်တကျအကောင့်ထဲပေါ်ပေးကြရမှာဖြစ်ကြောင်းမှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။
29ကြိမ်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲဖွင့်ပွဲပိတ်ပွဲခမ်းနားကြိုတင်ပြင်ဆင်လေ့ကျင့်ရေးဆက်ကော်မတီနဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကိုယ်စားလှယ်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မြန်မာနိုင်ငံခီးသွွားလုပ်ငန်းရှင်များအသင်းနဲ့မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းတို့မှအမှုဆောင်များတွဲဆုံဆွေးနွေးပွဲကိုဒီကနေ့မနက်10:00 နာရီကရန်ကုန်မြို့ကုန်သည်စက်မှုအသင်းချုပ်အစည်းအဝေးခန်းမမှာကျင်းပရာ29ကြိမ်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲဖွင့်ပွဲပိတ်ပွဲခမ်းနားကြိုတင်ပြင်ဆင်လေ့ကျင့်ရေးဆက်ကော်မတီဥက္ကဋ္ဌရင်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအေးမြင့်သူကအမှာစကားပြောကြားပါတယ်အဲဒီနောက်အတွင်းရေးအနုပညာဦးစီးဌာနညွှန်ကြားမှုချုပ်ဦးရနိုင်ဦးကလုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေနဲ့ပါဝင်ကူညီပံ့ပိုးပေးရမယ့်အချက်အလက်များနဲ့ပတ်သက်ပြီးရှင်းလင်းပြခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာအမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကရေးဆွဲလျက်ရှိတဲ့အမျိုးသားဘက်ဆောင်ဖွံ့ဖြိုးရေးစီမံကိန်းကိုနိုင်ငံတကာအဆင့်အတန်းနဲ့ညီစီမံကိန်းရေးဆွဲမှုပုံစံမှန်ကန်ရေးအတွက်ဒီလုံယုံဆွေးနွေးပွဲမှာများစွာထောက်ကူပြုမှာဖြစ်ပါကြောင်းစီမံကိန်းရေးဆွဲရာမှာအခြေခံရမယ့်မူဝါဒဖြင့်နိုင်ငံတော်မှာစီးပွားရေးမူဝါဒလေးရပ်ချမှတ်ထားပြီးဖြစ်ကြောင်းအခုလုံယုံဆွေးနွေးပွဲမှာလေ့လာသိရှိချက်များကိုအခြေခံပြီးမိမိဒေသမှာလက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်နိုင်တဲ့စီမံကိန်းများရေးဆွဲနိုင်ရန်မူဝါဒရွေးချယ်မဲ့နည်းလမ်းများရရှိရေးအတွက်တက်ရောက်လာသူများကအလေးထားဆွေးနွေးကြရန်လိုအပ်ကြောင်းတိုးတက်မှုနဲ့ညီမျှမှုစူးစီးတိုးတက်မှုနဲ့ပြန့်နှံ့တိုးတက်မှုလုပ်ငန်းစီမံကိန်းနဲ့ကဏ္ဍစီမံကိန်းဒေသစီမံကိန်းမြို့ပြဖွံ့ဖြိုးရေးနဲ့ကျေးလက်ဖွံ့ဖြိုးရေးငွေကြေးထောက်ပံ့ပေးခြင်းနဲ့အလုပ်ကိုင်ဖန်တီးပေးခြင်းစတဲ့ဖွံ့ဖြိုးမှုမူဝါဒဆွေးနွေးချက်အရနည်းလမ်းနဲ့ဦးစားပေးမှုအစီအစဉ်များချမှတ်ထားရန်လိုအပ်ပါကြောင်းဒါအပြင်မိမိတဘာဝတယံဇာတရင်းမြစ်များကိုခွဲဝေသုံးချမှုအစီအစဉ်များပြုစုရေးဆွဲထားရန်လိုအပ်ကြောင်းမြို့သားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စောကဒီကနေ့မနက်8:00 နာရီမှာအဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမှာကျင်းပတဲ့ဒေသန္တရစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများရေးဆွဲရာမှာအလေးထားတဲ့အချက်များဆိုင်ရာလုံယုံဆွေးနွေးပွဲဖွင့်ပွဲခမ်းနားမှာပြောအဆိုပါလုံယုံဆွေးနွေးပွဲကိုဂျာမနီနိုင်ငံ Friedrichsberg Foundation FES ရဲ့အထောက်အပံ့နဲ့မြန်မာနိုင်ငံမှာဆောင်ရွက်လျက်ရှိတဲ့ပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်များအစဉ်ပြေချောမွေ့စေရေးအထောက်အကူဖြင့်ဒေသန္တရစီမံကိန်းရေးဆွဲသူများရေးသွေးမြင့်မားလာစေရန်အတွက်ကျင်းပခြင်းဖြစ်ပြီးဆွေးနွေးပွဲကိုဒီဇင်ဘာလ4 ရက်နေ့ထိကျင်းပမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်ရန်ကုန်တိုင်းဒေသကြီးထန်းထပင် TB ယောဂကုဆေးရုံကြီးရှိဓာတ်မှန်ကန်တက်ခွဲကန်နဲ့လူနာဆောင်များကိုအလုတ်သမားအလုတ်ကိုင်နဲ့လူမှုဖူလုံရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်သည်ဒီကနေ့မနက်9:00 နာရီကတွားရောက်ကြည့်ရှုစစ်ဆေးပြီးလူနာများအားအားပေးစကားပြောကြားကထောက်ပံ့ငွေများပေးရပါတယ်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးသည်ဆေးရုံရေတန်းဆန်နဲ့ရေတွန်းမော်တာပြုပြင်ရေးအလူငွေပေးရပွဲခမ်းနားသို့တက်ရောက်ပြီးအလုသမားဆေးရုံကြီးများရဲ့လိုအပ်ချက်များကိုဖြည့်ဆည်းရမှာနည်းလမ်း3ခုဖြင့်ဖြည့်ဆည်းပေးလျက်ရှိရာနိုင်ငံတော်၏ဘဏ္ဍာရေးခွင့်ပြုငွေများလူမှုဖူလုံရေးအာမခံထည့်ဝင်ငွေများနဲ့အလူရှင်များ၏လှူဒါန်းငွေတို့ဖြင့်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းအခုအခါလူမှုဖူလုံရေးဥပဒေသစ်အရတိုးတက်များပြားလာသည့်အာမခံအလုပ်သမားများအတွက်ပြည်စုံလုံလောက်သောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် TB ယောဂကုဆေးရုံကြီးအားအထွေထွေယောဂကုဆေးရုံကြီးဖြစ်သို့ပြောင်းလဲဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းအလုပ်သမားဆေးရုံကြီးများမှာအသုံးပြုရန်နဲ့ကွင်းစင်ဆေးကုသမှုများဆောင်ရွက်ရန်တို့အတွက်တူနာတင်ရင်များနယ်လက်ဆေးကုသရင်များဝယ်ယူပြည်တင်းရန်စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်းပြောကြားပါသည်အဲဒီနောက် Trust Link Company Limited နဲ့ဒုက္ခစုဆန်ပြည်ပလုပ်ကိုင်ရှာဖွေရေးကုမ္ပဏီတို့ကအလူငွေများပေးရလှူဒါန်းခဲ့ပြီးပြည်ထောင်စုဝန်ကြီးကကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာပထမအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး1/2012တတိယနေ့ကိုဒီကနေ့မနက်10:00 နာရီကရန်ကုန်တိုင်းဒေသကြီးလွှတ်တော်စည်းဝေးခန်းမမှာကျင်းပရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးစိန်တင်ဝင်းနဲ့လွှတ်တော်ကိုယ်စားလှယ်116ဦးတက်ရောက်ကြပါတယ်အစည်းအဝေးမှာမေးခွန်း17ခုကိုမေးမြန်းဖြေကြားခြင်း2012-2013ဘဏ္ဍာရေးနှင့်ရန်ကုန်တိုင်းဒေသကြီးရဲ့နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကိုဆွေးနွေးခြင်းနဲ့အတည်ပြုခြင်းများကိုဆောင်ရွက်ကြပြီးအစည်းအဝေးကျင်းပပြီးစီးခဲ့ကြောင်းသိရှိရပါတယ်ရှင်ရန်ကုန်တိုင်းဒေသကြီးအစိုးရရန်ကုန်မြို့တော်စီမံသားရေးကော်မတီကအမိန့်အမှတ်1/2012ကို1384ခုနှစ်တစောင်းမုံလပြည့်ကျော်9ရက်
2012ခုနှစ်ဒီဇင်ဘာလ3ရက်ဒီကနေ့ရက်စွဲဖြင့်ထုတ်ပြန်ပါတယ်။အဲ့ဒီအမိန့်အပြည့်အစုံမှာ1ရန်ကုန်မြို့တော်စီမံသားရေးကော်မတီသည်ရန်ကုန်မြို့တော်ကိုတန်ရှင်းတာယာလှပပြီးစနစ်ကျနာသည့်အစင်းမြင့်မြို့တော်ဖြစ်တည်ဆောက်လျက်ရှိရာအချို့သောမြို့တော်သူမြို့တော်သားများသည်စေးရောင်စုံများအသုံးပြု၍မြို့တော်နယ်နိမိတ်အတွင်းအများပြည်သူနှင့်သက်ဆိုင်သောအဆောက်အအုံများရင်းတို့၏အစိတ်အပိုင်းများလမ်းတရားများစာသင်ကျောင်းများပန်းခြံဈေးများအားကစားကွင်းများ၏ခြံစည်းရိုးနိုင်ရန်များတွင်အကြီးတန်းအယုတ်ဆိုးစေသောစက်လုံးများရုပ်ပုံများရေးဆွဲခြင်းဖြင့်မြို့တော်တန်ရှင်းတာယာလှပရေးကိုထိခိုက်စေပြီးပြည်သူများစိတ်ညှိုငြင်စေမှုကိုဖြစ်ပေါ်စေလျက်ရှိပါသည်နှစ်သို့ပါ၍စီကံမလိုက်နာသူများ၏စီကံမဲ့မှုမှကာကွယ်နိုင်ရန်အလုံးကကော်မတီသည်ရန်ကုန်မြို့တော်စီမံသားရေးဥပဒေပုံမှန်33ပုံမှန်ခွဲခခွေးရာအနှင်းထားသည့်ရုပ်ပိုင်ခွင့်ကိုကျင့်သုံး၍အောက်ပါမိန့်ကိုထုတ်ပြန်လိုက်သည်ရန်ကုန်မြို့တော်စီမံရေးကော်မတီခွင့်ပြုချက်မရရှိဘဲမည်သူမျှရန်ကုန်မြို့တော်စီမံသားနယ်နိမိတ်တွင်ရှိအများပြည်သူနှင့်သက်ဆိုင်သောအဆောက်အအုံများနှင့်ရင်းတို့၏အစိတ်အပိုင်းများလမ်းတရားများစာသင်ကျောင်းများပန်းခြံနှင့်အားကစားကွင်းများနှင့်ရင်းတို့၏အစိတ်အပိုင်းများတွင်၎င်းအခြားအဆောက်အအုံများနှင့်ရင်းတို့၏အစိတ်အပိုင်းများတွင်၎င်းဆေးရောင်စုံများကိုအသုံးပြု၍အများပြည်သူ၏မြင်ကွင်းတွင်ဆေးချခြင်းစက်လုံးများရေးသားခြင်းနှင့်ရုပ်ပုံများရေးဆွဲခြင်းမပြုလုပ်ရ3မည်သူမဆိုဤအမိန့်ပါပြဋ္ဌာန်းချက်ကိုဖောက်ဖျက်ကျူးလွန်လျင်သို့မဟုတ်လိုက်နာရန်ပျက်ကွက်လျင်ရန်ကုန်မြို့တော်စီမံသားရေးဥပဒေအရအရေးယူခြင်းခံရမည်ဟုဖော်ပြပါရှိပါတယ်ခင်ဗျာမြန်မာရေနံသဘာဝဓာတ်ငွေ့လုပ်ငန်းနှင့်ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများမှာအကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည်မုတ္တမကမ်းလွန်လုပ်ကွက်အမှတ် M3 မှာ Appraisal Wells များတူးဖော်ခြင်းလုပ်ငန်းကို Jack-up Drilling Rig Hercules 208ဖြင့်2012ခုနှစ်နိုဝင်ဘာလ25ရက်မှ2013ခုနှစ်မေလ6ရက်ထိဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကမ်းလွန်လုပ်ကွက်အမှတ် M3 မှာ Appraisal Wells များတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်စဉ်လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက်လုပ်ငန်းခွင်ဧရိယာများမှ4ကီလိုမီတာပတ်လည်အတွင်းအားရေကြောင်းသတိပေးချက်ထုတ်ပြန်ကြေညာထားပါ၍သင်္ဘောကြီးငယ်များကုန်တင်ဆက်လှေများငါးဖမ်းသင်္ဘောများစက်တပ်သမားများဖြတ်တန်းသွားလာခြင်းကြောက်ချရနာခြင်းငါးဖမ်းဆီးခြင်းနှင့်ငါးဖမ်းကိရိယာများချထားခြင်းများမပြုလုပ်ကြရန်ငါးလုပ်ငန်းဦးစီးဌာနကအသိပေးကြေညာထားပါတယ်ရှင်ဒီကနေ့ညပြည်တွင်းသတင်းစီစဉ်ကြရင်ပြီးဆုံးပါပြီကိုစိတ်နှဖျားကျမ်းမာချမ်းသာတော်မူကြပါစေရှင်တို့ပြည်တော်စုတို့